ကဲရောဂါကြီးဂျာရင်တောင်တက်ပါပြီတောင်ကြီးကနေစားတင်ပြီးတော့တက်ပါပြီခင်ဗျာကျွန်တော်နဲ့တူအားလုံးလိုက်ခဲ့ကြဖို့ဖိတ်ခေါ်ရပါတယ်နော်ဒါလေးကတော့ဆိုင်ကယ်တွေကားတွေတက်လို့ရတဲ့လမ်းလေးဖြစ်ပါတယ်ခင်ဗျာဒီတောင်ကတော့ဂိမ်းမီနယ်ဖန်မြို့မှာရှိတဲ့တောင်တွေထဲကအနှိမ့်ဆုံးတောင်လို့ပြောလို့ရတဲ့ဂျာရင်တောင်ဖြစ်ပါတယ်လမ်းလျှောက်ပြီးတက်ချင်တဲ့လူတွေလည်းတက်လို့ရပါတယ်လမ်းလျှောက်တက်မယ်ဆိုတော့တောင်ပေါ်ကားပါကင်အထိကိုနိုင်ဝက်တော့လမ်းလျှောက်ရပါတယ်ခင်ဗျာကားဒီဆိုင်ကတက်တဲ့လမ်းလေးကတော့ဒါတော့အကွေ့ကောက်လေးတွေတော်တော်လေးကိုလှပပြီးတော့မှတောတောင်ထဲမှာကားမောင်းနေရဆိုင်ကယ်မောင်းနေရတယ်လို့ခံစားရစေမှာဖြစ်ပါတယ်အကွေ့လေးကတော့အကွေ့တွေကတော့2ကွေ့3ကွေ့4ကွေ့တောင်ရှိမှာပါအကွေ့တွေကတော့3ကွေ့ရှိပါတယ်ကဲတက်ပြီးဆိုင်ကယ်နဲ့တော့နော်တော်ထဲမှာဆိုင်ကယ်မောင်းနေရတယ်လို့ခံစားရပါတယ်ဖီလင်းလေးကစောင်းမိုက်ပါတယ်ဒါလေးတွေကတော့ဒီနားမှာလမ်းလျှောက်တက်တဲ့လူတွေလည်းရှိကြပါတယ်ဒါတောင်ပေါ်တော်တော်လေးကိုရောက်နေပါပြီတောင်ကြီးကနေစတက်လာတဲ့အမြင့်ပေကတော့တော်တော်လေးကိုရောက်နေပါပြီဒါတော့မျိုးပြကိုတောင်ပေါ်ကနေလမ်းမြင်နေရတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ဒီကြာရင်တောင်တက်ပြီးရင်နောက်တစ်ချိန်ဇော်ကမင်းတောင်တက်ပါမယ်ခင်ဗျာကြည့်ရှိခြင်းတဲ့လူတွေ like and follow လေးလုပ်ထားပေးကြပါတကယ်တော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်လို့ရှိရင်တခု comment ပေးကြလေးရှိလို့ရှိရင်ဒီ comment box လေးမှာ comment လေးတွေပေးသွားကြပါဦးခင်ဗျာကြိုက်နှစ်တက်လို့ရှိရင်ဒီဗီဒီယိုလေးကကားပါခင်ရောက်ပါပြီကားပါခင်ကဲကားပါခင်ရောက်ပြီနော်ဒါတောင်ရဲ့တောင်ပေါ်ထပ်တက်ရမယ်ကားပါခင်လေးဖြစ်ပါတယ်ကဲကားပါခင်ကနေမြို့အပေါ်ကိုနှမ်းချုပ်ကြည့်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်နော်လုံးဝလေကောင်းလေးနဲ့ရပြီးတော့မှဖီလင်းလေးမြင်နေရတော့မြင်နေရ